Tomorrow Natau Ma Payatkin at two Piatan Tuala Jayare Payatakin Tomorrow Lampia Bosa Bake the Natau Nasat the Male Payatakin at Teto a Moone tomorrow go Sabi Bosa Beoma Pede at Teto Kaunji Minglan tomorrow go Sabi Kaunji Pene Oma Pede Hallelujah Amen Payatakin tomorrow go alone bin Chimian Nude Payapia Hallelujah Tomorrow Dine Male Aturuga Nokabadogo can you ya Amen tomorrow Natau Nasate ha to get Kunachma Biodo Kaunji Mingla Kanzame Nile Pibar Luchua of your house Yama no Natau Nasate Garo Natau Nasate Povima Kakeme Lutene Lutue a Dway called him at the Lue Shine she did do the Shimaba Juma Abechene Piata King at tomorrow a council do a chance you Pinsin Beta Pibari. A council do a yarigo tomorrow go Pinsin Beta Pibari. As a Chachuma Apechene in Natau Naseteha tomorrow Kaunji Mingla Kanzame Nibjabari. Amen. Chumaga Chuma Chowta de Chowdan Kunadan as you lauka. Chuma Nyachushin Tebono, Nyachushin, Chuma English Ajushin today, English Anyane at Wacham, Chumaya Mivari, Chuma Nyachushin by that kind. Rochmaro, no Tanyama, Jushin Tene Yen, a break time chamber, no, Chumaro Kana Nari chamber, Chumaro Palo Lesoin, Chumoting agent, the tidy, Chumaro Siamai, Ancient, Kazaja, Bono, Kazaja, Ro Ama, Chumaro Sony, Yentan Chuma Pitcher, no, the Horenda Layango, Chuma, time me do I. A time media come, Ari Warana lay Yanga Babes of Piocha. Piocha come, Chuma Yan land one. Or Samang Suroma way, Samang Yaitoma way, so which my Yan Chow meeting. Chuma Yeloma, Samang Yang meeting. No, tomorrow English Sama, Chuma Akuchi, the Ria Midevare. Rochma. Nyalong dema sema mnyao mire account tole land ware sema ngau tege suroma dia tu aimu nga phyat si mi lai da so bi chuma bena ji de akha ma chuma tangye chin de mashi do aro chuma thin lai da ga nga di iya ko laut da ga no baduma nga ko ma twai bu lo chuma thin lai de alo ne yin ne chuma ga ari let yan ko pyan bi ma tin lai de nago ne ya ma mati mata le pyan tha lai de alo ne chuma akhan ne pyan wen la bi ma sema sa set tin kana ro sema a pyan thwat twa bi ma ari let yan ga pyok cha ne de aya ko tuတွေ့ခဲ့အခန်းထဲပြန်ဝင်လာပြီးကျမတို့ကိုမေးတယ်ဒီလက်ရဘယ်သူလောက်တာလဲဆိုပြီးဆရာမမေးတယ်တရားမှမဖြေကြဘူးတကယ်တော့ကျမလောက်တာဒါပေမဲ့ကျမကိုယ်တိုင်လည်းမဖြေဘူးကျန်တဲ့သူတွေကဖြေဖို့ဆိုဝေလာဝေးရောသူတို့မှမလောက်တာအဲ့တော့ဆရာမဒီလိုပြောတယ်မဖြေရင်ဒီအခန်းထဲမှာရှိသူအားလုံးကိုအပြစ်ပေးမယ်ဆိုပြီးဆရာမပြောတဲ့အခါမှာကျမအယမ်းကြောက်တယ်ကျမကြောက်တဲ့အရာတစ်ခုကဘာလဲဆိုတော့အရိုက်ခံရမှာကြောက်တယ်နောက်တစ်ချက်ကတငယ်ချင်းတွေရှိမှအရိုက်ခံရမှာကိုပို့ပြီးရှက်တာလဲပါတာပေါ့နော်အဲ့ဆိုဘယ်သူမှမဖြေဘူးအဲ့ခါမှာဖြစ်ချင်တော့ကျွန်တော်တို့အတန်းဖော်ယောက်ျားလေးတယောက်ကမတက်ရက်ပြီးမှသူလှုပ်ပါတယ်ဆိုပြီးဝန်ခံသွားတယ်အဲ့ကျမအရင်စိတ်မကောင်းဖြစ်မိတယ်တကယ်တော့ဒီအရာဝန်ခံရမဲ့သူကကျမဖြစ်တယ်လှုပ်တဲ့အရာကလည်းကျမပဲလှုပ်တဲ့သူကလည်းကျမပဲပြုတ်ချအောင်လှုပ်တဲ့သူကလည်းကျမပဲဝန်ခံရမဲ့သူကလည်းကျမပဲအပြစ်ပေးခံရမဲ့သူကလည်းတကယ်တမ်းဖြစ်ရမှာကျမဖြစ်တယ်ဒါပေမဲ့အဲ့ဒီနေ့မှာကျမရဲ့တငယ်ချင်းတယောက်ကဝန်ခံတဲ့အခါမှာဆရာမသူ့အပြစ်ပေးတယ်အဲ့တော့ကျမအိမ်ပြန်တဲ့အခါမှာတော်တော်လေးစိတ်မကောင်းဘူးဖြစ်တယ်ဘာလို့ဆိုကျမလှုပ်လိုက်တဲ့အရာကိုကျမတာဝန်မယူခဲ့လို့ဖြစ်တယ်ကျမတာဝန်မယူရဲခဲ့ဘူးဘာဖြစ်လို့လဲကျမကြောက်နေလို့ဖြစ်တယ်ဆရာမရိုက်ခံရမှာကိုကြောက်တယ်အဲ့တော့တာဝန်ယူလိုက်တဲ့အခါမှာအရိုက်ခံရမှာကိုကြောက်တယ်တငယ်ချင်းတွေအရှိမအရိုက်ခံရမှာကိုလည်းကြောက်တယ်တငယ်ချင်းတွေကနော်လှောင်ရီမှာကိုလည်းကျမကြောက်နေတာဖြစ်တယ်ရှက်နေခဲ့တာလည်းပါတယ်အဲ့ဒါကြောင့်ကျမတာဝန်မယူခဲ့ဘူးဖြစ်တယ်အဲ့တချို့သောအချိန်တွေမှာလည်းဒီမှာရှိတဲ့နားထောင်တဲ့ညီကောင်မတွေအထဲမှာကျမလိုမျိုးပဲတချို့သောအရာတွေကိုဒီတာဝန်မယူရဲဘဲနဲ့ရှောင်လွဲမိတဲ့အရာတွေလည်းရှိမှာပါနောက်တစ်ချက်ကဘာလဲဆိုတော့ကျမတို့တချို့သောလူတွေကမိသားစုတွေကိုတာဝန်ယူရတဲ့သူတွေရှိတယ်တချို့သောသူတွေကမိသားစုကိုပြစ်ထားပြီးမှကိုယ့်ကိုအေးဆေးလွတ်လွတ်လပ်လပ်နေတဲ့သူလည်းရှိပါတယ်အမျိုးမျိုးရှိမှာပဲတာဝန်ဆိုကြဲကိုကအလိုလိုနေရင်းနဲ့ကျမတို့ကညင်းပယ်ချင်နေကြတာပဲဖြစ်တယ်တာဝန်ကိုကျမတို့ယူလိုက်တဲ့အခါမှာဖြစ်လာတဲ့အကျိုးဆက်အကောင်းအဆိုးအားလုံးကိုကျမတို့ခံရတာဖြစ်တယ်တာဝန်ယူလိုက်လို့ကောင်းတာဖြစ်သွားတယ်ဒီကိစ္စကိုတာဝန်ယူလိုက်လို့ကိစ္စကြီးကအောင်မြင်သွားတယ်ဆိုရင်အကောင်းဘက်ကနေဖြစ်လာတဲ့အခါမှာဒါတော့မစိုးဘူးဖြစ်တယ်လက်ခံလို့ရတယ်ဒါပေမဲ့ကျမတို့တာဝန်ယူလိုက်တဲ့အရာကအစိုးဖြစ်သွားတယ်မအောင်မြင်မှုဖြစ်သွားတယ်ဆိုရင်ဒီကျမတို့တာဝန်ယူတဲ့သူကပိုပြီးခံရတာဖြစ်တယ်
အဲ့တော့တာဝန်ယူရဲဆိုတာကတကယ်တမ်းတော့မလွယ်ဘူးဖြစ်တယ်အာမင်ကျမအပေးခြင်းနဲ့ဘုရားသခင်ကကျမတို့ကို2021မှာအပြည့်အဝတာဝန်ယူပေးမဲ့ဘုရားဖြစ်တယ်ဟာဆမရေ2020တောင်မှကျွန်တော်တို့စီးပွားရေးတွေအဆင်မပြေဘူးကဲယောဂတွေနဲ့ကြုံရတယ်ယောဂဆိုးတွေကြုံရတယ်စီးပွားရေးတွေအဆင်မပြေဘူးလုပ်ငန်းတွေပိတ်လိုက်ရတယ်ဘလို့အဆင်ပြေမှလဲ2021ဆိုဘလို့မျိုးပို့ပြီးမှအဆင်ပြေနိုင်မလဲလူတချို့ရဲ့အတွေးခေါ်ထဲမှာဒီလိုတွေးနေမှာပါဒါပေမဲ့ကျွန်မအားပေးခြင်းနဲ့ဖခင်သခင်ကကျွန်မတို့ကိုအပြည့်အဝတာဝန်ယူပေးနိုင်တဲ့ဖခင်ဖြစ်တယ်ဘာကြောင့်လဲသူဟာဖခင်ဖြစ်တယ်အသက်ရှင်တဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်မတို့တယောက်ချင်းစီတိုင်းကိုတာဝန်ယူနိုင်တာဖြစ်တယ်ဟာလေလုယာတာဝန်ယူနိုင်လို့ပဲကျွန်တော်တို့2021ကိုပြန်ရောက်နေတာဖြစ်တယ်အာမင်ဟာလေလုယာဟာလေလုယာဟာလေလုယာဘုရားသခင်ကကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုတာဝန်ယူနိုင်တယ်ဆိုတဲ့အရာကိုကျွန်မပြန်ပြီးပြောပြချင်တယ်အာမင်ကျွန်တော်တို့ကပ္ပဦးကျမ်းအခန်းကြီး1မှာဘုရားသခင်ရဲ့ဖန်ဆင်းခြင်းလက်ရာတော်အကြောင်းကိုတွေ့ရတယ်ကပ္ပဦးကျမ်းအခန်းကြီး2သည်ဘုရားသခင်ကလူယောက်ျားနဲ့လူမိန်းမကိုဖန်ဆင်းတဲ့အရာကိုကျွန်တော်တို့ဆက်ပြီးတွေ့ရတယ်။အခန်းကြီး3လဲရောက်ရောဘုရားသခင်ဖန်ဆင်းတဲ့လူယောက်ျားနဲ့လူမိန်းမကဘာဖြစ်လဲဆိုရင်အပြစ်ထဲကြာရောက်သွားတယ်ဆိုတဲ့အရာကိုအခန်းကြီး3ထဲမှာတွေ့ရတယ်။ဘုရားသခင်ဖန်ဆင်းထားတဲ့လူကဘုရားစကားကိုနားမထောင်ခြင်းကြောင့်အပြစ်ထဲကြာရောက်ခဲ့ရတယ်။အဲ့ခါမှာဘုရားကသူတို့ကိုပြစ်ထားလားဆိုမပြစ်ထားဘူးဖြစ်တယ်အာမင်ဘုရားသခင်ကကျမတို့ကိုမပြစ်ထားဘူးဖြစ်တယ်ကျမတို့အပြစ်လုံးနေရင်တောင်မှဘုရားသခင်ကကျမတို့ကိုဆက်ပြီးမှတာဝန်ယူပေးခြင်းသေးတယ်ဘုရားဖြစ်တယ်ဟာလေလုယာအဲ့တော့ဘုရားသခင်ဖန်ဆင်းထားတဲ့လူယောက်ျားနဲ့လူမိန်းမကအဲ့ဒီနေရာမှာဘုရားစကားနားမထောင်ခြင်းကြောင့်အပြစ်ထဲကြောက်ရောက်တဲ့အခါမှာဘုရားသခင်ကသူတို့ကိုလှုပ်ပေးတဲ့အရာတစ်ခုရှိတယ်ကပ္ပဦးကျမ်းအခန်းကြီး3အငယ်21မှာထာဝရအရှင်ဘုရားသခင်သည်လေလူလင်မယားဖို့တရေဖြစ်ဝတ်လုံကိုလှုပ်၍ဝတ်ချုံစေတော်မူ၏လို့ပြောတယ်ဘုရားသခင်ကတဲ့လူလင်မယားအဖို့တရေဖြစ်ဝတ်လုံကိုလှုပ်၍လို့ပြောတယ်အဲ့တော့တရေရဖို့ဆိုတာကကျမတို့အရင်ဆုံးတိရစ္ဆာန်ကိုတက်ရတယ်တိရစ္ဆာန်ကိုတက်ပြီးတဲ့အခါမှာဒီနေ့တိရစ္ဆာန်ကအသွေးသွင်းရတယ်အဲ့ဒီကရတဲ့တရေကိုဘုရားသခင်ကလူလင်မယားဝတ်ဖို့ရန်အတွက်ပြင်ဆင်ပေးတဲ့ဘုရားဖြစ်တယ်ဒီနေ့အတိတ်ဘယ်ကဘာလဲဆိုဘုရားသခင်ကကျမတို့ကိုအသွေးနဲ့ရွေးဝယ်ပြီးပြန်ပြီးတာဝန်ယူပေးတဲ့ဘုရားဖြစ်တယ်ဟာလေလုယာဘုရားသခင်ကျမတို့ကိုမပြစ်ထားဘူးနော်ဘုရားသခင်ကျမတို့ကိုမထားခဲ့ဘူးနော်ဘုရားသခင်ကကျမတို့အပြစ်လုံးနေသူ့စကားနားမထောင်ဘူးဆိုတာသိတော်ညာလေဘုရားသခင်အဆုံးထိတိုင်အောင်တာဝန်ယူပေးခြင်းသေးတဲ့ဘုရားဖြစ်တယ်ဟာလေလုယာဒီနေ့လူလင်မယားကိုဘုရားသခင်ကဒီနေ့တရေနဲ့လွှမ်းခြုံစေတကယ်တော့ကျမတို့ကိုလည်းဒီနေ့ဖျားသခင်ကအသွေးနဲ့ပြန်လဲပြီးရွေးဝယ်ပြီးတာဝန်ယူပေးတဲ့ဖျားဖြစ်ပါတယ်လူတချို့ကတာဝန်တစ်စုံတစ်ခုကိုယူတဲ့အခါမှာအကျိုးတစ်စုံတစ်ခုကိုမျှော်ကိုပြီးမှယူတဲ့သူတွေလည်းရှိတယ်ငါဒီတာဝန်ယူလိုက်ရင်ငါ့ကိုသူတို့ဒီအရာပြန်လုပ်ပေးမယ်ဆိုတဲ့အကျိုးကိုမျှော်ကိုပြီးမှတာဝန်တစ်ခုကိုလက်ခံလျက်ရှိတယ်ငါဒီတာဝန်ကိုယူလိုက်ရင်ဆိုတဲ့နောက်ွယ်ကအကျိုးကိုကျမတို့ကမျှော်ကိုပြီးမှတာဝန်တစ်ခုကိုယူလက်ရှိဒါပေမဲ့ဘုရားသခင်ကလေကျမတို့စီကဘာအရာကိုမှမျှော်လင့်နေသူမဟုတ်ပါဘူးဟာလေလုယာမျှော်လင့်စရာကောင်းလောက်အောင်လဲကျမတို့စီမှာဘာမှမရှိပါဘူးအာမင်ကျမတို့လူသားမှာဘာမှကောင်းတဲ့အရာမရှိပါဘူးဘုရားစီမှာအားလုံးရှိတယ်ဘုရားကအရာအားလုံးပြည့်စုံတယ်ဒါပေမဲ့ဘုရားကကျမတို့ကိုဘာလို့တာဝန်ယူပေးတာလဲဘာကြောင့်မလို့ဘုရားကကျမတို့ကိုဒီနေ့အသွေးနဲ့ပြန်လေပြီးရွေးဝယ်တာလေချစ်လွန်းတဲ့အတ္တကြောင့်ဖြစ်တယ်ဟာလေလုယာသူရဲ့သားသမီးတွေသူဖန်ဆင်းထားတဲ့လူတွေကိုချစ်လွန်းတဲ့အတွက်ကြောင့်ဒီနေ့အသွေးနဲ့ပြန်ပြီးရွေးဝယ်ပေးခဲ့တဲ့သူဖြစ်တယ်ဘာမှမမျှော်ကိုဘူးဖြစ်တယ်ဟာလေလုယာဘုရားခင်ကကျမတို့စီကဘာမှမမျှော်လင့်ပါဘူးကျမတို့ကိုချစ်လွန်းတဲ့အတွက်ကြောင့်ဘုရားသခင်ကကျမတို့ကိုအသွေးနဲ့ပြန်လဲပြီးရွေးဝယ်ပေးခဲ့တာဖြစ်တယ်ဟာလေလုယာဘုရားခင်ကျမတို့ကိုတာဝန်ယူပေးနေတာဖြစ်တယ်ကဘာဦးကနေအစဒီနေ့ဒီချိန်ထိဘုရားသခင်တာဝန်ယူပေးလို့ပဲကျမတို့ဒီနေ့ဒီချိန်ထိယက်တည်နေနိုင်တာဖြစ်တယ်ဟာလေလုယာအာမင်ကျမတို့တော့ကျမ်းစာနောက်တစ်ပိုက်ပြန်ပြီးဖတ်စေချင်တယ်ထွတ်မြောက်ရာကျမ်းအခန်းကြီး14
အငယ်7ကနေ7ကြားကိုကျွန်မဖတ်ချင်တယ်ထွမြောက်ရာကျမ်းအခန်းကြီး14အငယ်7ကနေ7မောရှေကိုလည်းအေဂတုတ်ပြည်၌တိမ်ချိုင်းမရှိသောကြောင့်ဤတော၌သေစေခြင်းငါငါတို့ကိုဆောင်ခဲ့တလို့ငါတို့ကိုဤသို့ပြု၍အေဂတုတ်ပြည်မှအဘဲကြောင့်ဆောင်ခဲ့သည်ငါတို့သည်အေဂတုတ်လူတို့ထံ၌အစေကျွန်ခံနေလျက်ရှိကြပါစေဟုအေဂတုတ်ပြည်၌ငါတို့ပြောရာတွင်ဤအမှုကိုရည်ဆောင်၍ပြောသည်မဟုတ်လောငါတို့သည်ဤတော၌တေရသည်ထက်အေဂတုတ်လူတို့ထံ၌အစေကျွန်ခံလျင်တာ၍ကောင်းသည်ဟုဆိုကြ၏တနေ့မှာဖျားသခင်ကမောရှေကိုစကားပြောတယ်မီးလောင်တဲ့ခြုံကနေဖျားသခင်ကမောရှေကိုစကားပြောခဲ့တယ်ကျမတို့အားလုံးလည်းသိတယ်ဖျားသခင်ကမောရှေကိုစကားပြောတဲ့အခါမှာဘာကိုပြောလဲဆိုရင်သူ့လူမျိုးတွေဖြစ်တဲ့ဣဒရေလလူမျိုးတွေကိုအေဂတုတ်ပြည်ကနေခါနန်ပြည်ကိုမောရှေဦးဆောင်ဖို့ရအတွက်အေဂတုတ်ပြည်မှာရှိနေတဲ့ဣဒရေလလူမျိုးတွေကိုခေါ်ထုတ်ပြီးမှခါနန်ပြည်ဘုရားသခင်ဝင်စားစေတဲ့ဘုရားသခင်ကောင်းချီးပေးတဲ့ဘုရားသခင်ဂတိထားတဲ့ပြည်နယ်ကိုဝင်စားဖို့ရအတွက်ဘုရားသခင်ကမောရှေကိုအဲ့ဒီအရာကိုတာဝန်ပေးတယ်ဆဆပိုင်းတော့မောရှေကညင်းတယ်ကိုတော့မဖြစ်နိုင်ဘူးဘာဖြစ်လဲဆိုသူဟာစကားအတော်သူလည်းဖြစ်တယ်ပြောချင်တာကစကားမပြောတတ်တာမဟုတ်စကားထစ်နေတာစကားထစ်တဲ့အခါမှာရှင်မင်းကိုစကားပြောရတာတွေအစင်မပြေနိုင်ဘူးဖြစ်လိမ့်မယ်ဟုတ်လားလူတွေကိုဥဆောင်တဲ့အခါမှာစကားထစ်တဲ့သူကလူတွေကိုမပြည့်စုံတဲ့သူကလူတွေကိုဥဆောင်ဖို့ရန်အတွက်မဖြစ်နိုင်ဘူးလို့သူထင်တယ်ဒီကိစ္စကိုသူတာဝန်မယူနိုင်ဘူးလို့သူဖျားသခင်ကိုညင်းတယ်မကိုတော့ဖြစ်နိုင်မှာမဟုတ်ဘူးလို့ဖျားသခင်ကိုသူညင်းတယ်ဒါပေမဲ့လေဖျားသခင်ကသူ့ကိုပြောတယ်တာဝန်ယူခိုင်းတယ်ဖျားသခင်ကသူ့ကိုအဲ့ခါမှာမောရှေကဣဒရေလလူမျိုးတွေကိုကယ်ထုတ်ဖို့ရန်အတွက်တာဝန်ယူရတယ်ဘုရားသခင်ကသူ့ကိုကူညီဖို့ရန်အတွက်လေမောရှေရဲ့အကိုဖြစ်တဲ့အာရုန်ကိုဘုရားသခင်ကဆေလွတ်ပေးတယ်သူနဲ့အတူတူအဲ့တော့မောရှေနဲ့အာရုန်ကဣဒရေလလူမျိုးတွေကိုအေဂတုတ်ပြည်ကနေခေါ်ဆောင်လာတယ်ဖြစ်ချင်တော့ဖာရောဘုရင်ကခေါင်းမာရဲ့အတွက်ကြောင့်နမိတ်လက္ခဏာတွေမြောက်များစွာပြုတ်ပြီးမှပဲအေဂတုတ်ပြည်ကနေသူတို့ထွက်လာကြတယ်ထွက်လာရင်းနဲ့ဘယ်နာကိုရောက်လာဆိုရင်ပင်လယ်ကမ်းနားကိုရောက်လာတယ်ကမ်းနားရောက်တဲ့အခါမှာကမ်းနားဆိုအားလုံးသိတယ်အားလုံးကရေတွေကြီးပဲအရှိမသွားစရာလမ်းကမရှိတော့အဲ့ခါမှာသူတို့နောက်မှာဘာဖြစ်လဲဆိုရင်ဖာရောဘုရင်နဲ့အဖွဲ့တွေကပြန်လိုက်လာကြရောဆိုတော့ဣဒရေလလူမျိုးကဂျားမှာညက်နေတယ်အဲ့ခါမှာဣဒရေလလူမျိုးတွေကမောရှေကိုအခုကျမတို့ဖတ်တဲ့ကျမ်းစာထဲမှာဒီလိုပဲပြောထားတယ်မောရှေတဲ့ငါတို့ကိုဤတော၌သေစေခြင်းကငါတို့ကိုဆောင်ခဲ့သလားတဲ့တောမှာသေဖို့ရန်အတွက်ငါတို့ကိုခေါ်လာရလားတဲ့သူတို့ဘာဆက်ပြောလဲဆိုငါတို့ဒီအေဂတုတ်လူတို့ထံ၌အစေကျွန်ခံနေလျက်ရှိကြပါစေဟုအေဂတုတ်ပြည်၌ငါတို့ပြောရာတွင်ဤအမှုကိုရည်ဆောင်၍ပြောသည်မဟုတ်လောငါတို့သည်ဤတော၌တေရသည်ထက်အေဂတုတ်လူတို့ထံ၌အစေကျွန်ခံလျင်တာ၍ကောင်းသည်ဟုဆိုကြ၏ငါတို့ဒီနေရာမှာတေတာထက်စာရင်ငါတို့အရင်နေခဲ့တဲ့အေဂတုတ်လူတွေရဲ့လက်ထဲမှာအစေကျွန်ခံနေရတာတာ၍ကောင်းတယ်လို့သူတို့မောရှေကိုပြန်ပြောတယ်အပြစ်တင်တယ်နော်မောရှေကိုဘုရားခင်ခန့်ထားတဲ့လူကိုသူတို့အပြစ်တင်တယ်နော်ငါတို့ကိုဘာကြောင့်ခေါ်ခဲ့ရလဲအခုတော့ငါတို့တေရတော့မယ်တော်ထဲမှာဟုတ်လားမောရှေကိုသူတို့အပြစ်တင်တနေ့မှာတရက်ထဲမှာပဲလူထောင်ပေါင်းများစွာကမောရှေကိုအပြစ်တင်တယ်ကျမတို့အပြစ်တင်ခံရတာနဲသေးတယ်နော်လူတစ်ယောက်နှစ်ယောက်ကပဲကျမတို့ကိုအပြစ်တင်တာနော်ဒါပေမဲ့လေဒီနေရာမှာမောရှေကိုလူတရက်ထဲမှာလူထောင်တဲ့ချီကအပြစ်တင်နေကြတာဖြစ်တယ်တစ်ချိန်တည်းမဟုတ်ဘူးနော်တရက်မှာအချိန်ပေါက်မြောက်များစွာသူတို့အပြစ်တင်လဲတင်နေမှာပါဒါပေမဲ့မောရှေယုံနေတဲ့အရာကဘာလဲဆိုဘုရားသခင်သူ့ကိုတာဝန်ယူပေးလိမ့်မယ်ဘုရားသခင်ကဒီအမှုကိုတာဝန်ယူပေးလိမ့်မယ်လို့သူယုံကြည်နေတယ်ဘုရားသခင်နဲ့မောရှေကြားမှာယဉ်နေတဲ့ဆက်ဆံမှုတွေရှိတယ်မောရှေကဖျားသခင်ကိုယုံတယ်မောရှေကဖျားစကားကိုနားထောင်တယ်မောရှေကဖျားပြောတဲ့အရာကိုလက်တွေ့လှုပ်ဆောင်တယ်ဟာလေလုယာမောရှေကဖျားကိုအချိန်ပေးတယ်သူယုံကြည်တယ်သူဖျားပေါ်မှာစိတ်ချမှုရှိတယ်ဖျားသခင်သူ့အတွက်တစုံတစ်ခုအမှုပြုပေးမယ်ဆိုတာကိုသူစိတ်ချမှုရှိတယ်အဲ့ခါမှာမောရှေကဆက်ပြောတယ်ဣသရေလလူမျိုးတွေကိုဘာပြောလဲဆိုအငယ်နဲ့73မှာ
မောရှေကလေမစိုးရိမ်ကြနဲ့ငြိမ်ဝတ်စွာရက်နေကြအာမင်မစိုးရိမ်ကြနဲ့တဲ့ငြိမ်ဝတ်စွာရက်နေကြထာဝရဘုရားသည်ယနေ့ပြုတော်မူသောကယ်တင်ခြင်းကိုကြည့်ရှုကြလောတဲ့ဟာလေလုယာသူစိတ်ချမှုယုံကြည်မှုနဲ့သူယက်တီပြီးမှဣသရေလလူမျိုးတွေကိုသူစကားပြန်ပြောတဲ့အရာကမစိုးရိမ်ကြနဲ့ငြိမ်ဝတ်စွာရက်နေကြလောဘုရားသခင်ကတဲ့ဒီနေ့ပြုတဲ့ကယ်တင်ခြင်းအမှုကိုကြည့်ရှုကြပါဆိုပြီးမောရှေကပြန်ပြောတယ်အဲ့လိုမျိုးပြောခြင်းကိုကျမတို့ကြည့်ခြင်းအဖြစ်ဒီနေ့မောရှေကဘုရားသခင်အပေါ်မှာ100%စိတ်ချမှုရှိတယ်ဆိုတဲ့အရာကိုကျမတို့မြင်တွေ့ရတယ်ဘုရားသခင်တကယ်အလုံးလုံးပေးမယ်ဆိုတာကိုမောရှေကယုံကြည်နေတာဖြစ်တယ်အဲ့ဒါသူယုံကြည်ခြင်းနဲ့သူပြောထုတ်ရဲတယ်ဟာလေလုယာအာမင်မောရှေကအဲ့လိုပြောပြီးတဲ့အခါမှာဆက်ပြီးပြောတဲ့အရာကသင်တို့ဒီယနေ့မြင်သောအေဂဒုတ်လူတို့ကိုနောက်တစ်ဖန်အလင်းမမြင်ရကြကျွန်မဒီနှုတ်ကပတ်တော်ကိုနားထောင်တဲ့ညီကောင်မတွေကိုပြောပြချင်တယ်ဒီနှုတ်ကပတ်တော်အတိုင်းကျွန်မသင်တို့ကိုပြောချင်တယ်သင်တို့ဒီယနေ့မြင်သောအေဂဒုတ်လူတို့ကိုနောက်တစ်ဖန်အလင်းမမြင်ရကြဒီနေ့မြင်တာနောက်ဆုံးဖြစ်တယ်ဒီနေ့ကြုံတဲ့အရာကနောက်ဆုံးဖြစ်တယ်ဟာလေလုယာဒီနေ့အေဂဒုတ်လူတွေကိုမြင်တာဟာဒီနေ့နောက်ဆုံးဖြစ်တယ်တချို့သောသူတွေအတွက်အေဂဒုတ်လူဆိုတာဟာပြဿနာဖြစ်နိုင်တယ်တချို့သောသူတွေအတွက်အေဂဒုတ်လူဆိုတာဟာငွေရေးချေးပြဿနာဆိုင်ရာဖြစ်နိုင်တယ်မိသားစုပြဿနာဆိုင်ရာဖြစ်နိုင်တယ်ငွေချေးပြဿနာဆိုင်ရာဖြစ်နိုင်တယ်ဟာလားယောဂတွေဖြစ်ရင်ဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်မပြောပြချင်တယ်ဒီနေ့မြင်တဲ့အေဂဒုတ်လူတို့ဟာတဲ့နောက်ဆုံးဖြစ်တယ်နောက်တစ်ဖက်မမြင်ရတော့မှမဟုတ်ဘူးဖြစ်တယ်။ဘာကြောင့်မလို့လဲဖယားသခင်ရဲ့ယနေ့မှာကယ်တင်ခြင်းအမှုကိုပြုမှာဖြစ်တယ်။ဟာလေလုယာ။အဲကြောင့်မောရှေကပြောတယ်ဒီနေ့မစိုးရိမ်နေတဲ့ငြိမ်ဝတ်စွာရက်နေကြလော။ဒီနေ့2021ကိုတချို့သောသူတွေကစိုးရိမ်နေကြတယ်။စီးပွားရေးကိုပြန်ပြီးလေပတ်နိုင်မှာလား။ငါတို့မိသားစုတွေကိုဘသူကတာဝန်ယူပေးမှလဲတစုံတစ်ခုဖြစ်ရင်အသင်းတော်ကရောငါတို့ကိုတာဝန်ယူပေးမှလားတချို့သောသူတွေကစိုးရိမ်နေတယ်ငါတို့မိသားစုတွေထဲမှာတစုံတစ်ခုကြုံလာရင်ငါတို့အသင်းတော်တွေကတာဝန်ယူပေးမှလားငါတို့လူကြီးတွေကတာဝန်ယူပေးမှလားငါတို့ကိုဘသူကတာဝန်ယူပေးငါတို့တထေးတွေကတာဝန်ယူပေးနိုင်မလားစိုးရင်ချင်းမြောက်များစွာနဲ့2021ကိုဝင်စားတဲ့သူတွေလည်းရှိတယ်ကျမအားပေးခြင်းနဲ့ဖယားသခင်ကကျမတို့ကိုအပြည့်အဝတာဝန်ယူပေးမယ်ဖယားဖြစ်တယ်ဟာလေလုယာဖယားသခင်ကကျမတို့ကိုဒီနေ့ပြောနေတဲ့အရာကမစိုးရင်ဖို့ရအတွက်ပြောနေတယ်ငြိမ်ဝတ်စွာနဲ့နေပါဒီနေ့သူယနေ့မှာသူပြုတဲ့ကယ်တင်ခြင်းအမှုကိုကြည့်ရှုပါဒီနေ့သင်မြင်ရတဲ့အေဂဒုတ်လူတွေဟာဒါနောက်ဆုံးချိန်ဖြစ်တယ်ဒီနေ့သင်ကြုံရတဲ့အရာတွေဟာဒါနောက်ဆုံးချိန်ဖြစ်တယ်ဟာလေလုယာဘာဖြစ်လို့လဲဖယားသခင်ကဒီနေ့ကယ်တင်ခြင်းအမှုကိုပြုတော်မှာဖြစ်တယ်အာမင်ဖယားသခင်ကကယ်တင်ခြင်းအမှုကိုပြုတော်မှာဖြစ်တယ်လူတွေကမောရှေကိုအပြစ်တင်တယ်မင်းတာဝန်မယူနိုင်ဘူးငါတို့ကိုတောထဲမှာတေးပိုးရန်အတွက်မင်းငါတို့ကိုခေါ်လာတယ်ခေါင်းဆောင်မပြီးတာကိုစသဖြင့်မောရှေကိုလူတွေကအပြစ်တင်တယ်ဒါပေမဲ့ဒီနေရာမှာမောရှေကလူတွေကိုပြောတဲ့အရာအရန်တဘောကြားတယ်ဒီနေ့တင်တို့မြင်တဲ့အေဂဒုတ်လူတွေကိုနောက်တစ်ဖန်မမြင်ရအောင်မောရှေကဖယားပေါ်မှာယုံကြည်ခြင်းရှိတယ်ဒီနေ့ယုံကြည်တော်သူတွေယုံကြည်ခြင်းအပေါ်မှာမတ်တရရအောင်ဟာလေလုယာသင်ဘာကိုယုံကြည်လေသင်ယုံကြည်တဲ့အရာကသင်အသက်တာထဲမှာဖြစ်လာတာဖြစ်တယ်ဘုရားသခင်သင်ဘလို့ယုံကြည်လေဘုရားသခင်ငါ့ကိုကယ်တင်တဲ့အရှင်ငါရဲ့ကယ်တင်ရှင်လို့ပဲသင်ယုံကြည်ရင်သင်အဲ့ဒါပဲရမှာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကသင်ကိုကောင်းချီးပေးနိုင်တဲ့အရှင်ဘုရားသခင်ကသင်ကိုဒီနေ့ကြွေးဝခြင်းပေးနိုင်တယ်ဘုရားသခင်သင်ကိုကျမ်းမာခြင်းပေးနိုင်တယ်လို့သင်ယုံနေဆိုရင်ဒီနေ့ယုံကြည်တဲ့အတိုင်းကျမတို့အသက်တာထဲမှာဖြစ်လာတာဖြစ်တယ်အာမင်ယုံကြည်တဲ့အတိုင်းတင်နိုင်ဖြစ်စေလို့ကျမ်းစာကလည်းပြောတယ်အဲကြောင့်ကျမတို့ရဲ့ယုံကြည်မှုကကျမတို့အပေါ်မှာပြန်ပြီးတက်ရောက်မှာဖြစ်တယ်ဟာလေလုယာမောရှေကသူ့ရဲ့ယုံကြည်ခြင်းကိုလူတွေအပေါ်မှာဆန့်ထုတ်တယ်မောရှေကသူ့ရဲ့ယုံကြည်ခြင်းကိုလူတွေကိုပြောထုတ်တယ်ဒီနေ့သူယုံကြည်တဲ့အတိုင်းလည်းဘုရားသခင်ရဲ့အမှုပြုပေးတယ်အော်စရာကောင်းလောက်အောင်ပင်လယ်ကြီးဟာနှစ်ချမ်းခွဲရဆိုတဲ့အရာကိုကျမတို့ကျမ်းစာဖတ်ခြင်းအပြည့်တွေ့နိုင်တယ်အဲဒီဒါကပုံပြင်မဟုတ်ဘူးဖြစ်တယ်ဝတ္ထုကိုလည်းပြောနေတာမဟုတ်ဘူးဖြစ်တယ်ဒဏ္ဍာရီတပုတ်မဟုတ်ဘူးဖြစ်တယ်တကယ်အဖြစ်မှန်ဖြစ်တယ်ဘုရားသခင်အမှုပြုပေးတဲ့အရာဖြစ်တယ်ဘုရားသခင်အသက်ရှင်နေဆိုတဲ့အရာကိုလူထောင်နဲ့ချီရှိမှဘုရားသခင်အမှုပြုပေးတာဖြစ်တယ်မောရှေကအဲ့ဒီယုံကြည်ခြင်းပေါ်မှာသူမတက်ရက်တဲ့အခါမှာဘုရားသခင်လည်းတကယ်ပဲအလုံးလုံးပေးတာဖြစ်တယ်မိတ်ဆွေကျမတို့ရဲ့ယုံကြည်ခြင်းကဘယ်မှာလဲ
2021ကျမတို့ဘလို့မြတ်ဖြစ်သွားရမလဲဒီနေ့စိုးရိမ်နေတယ်ကျမတို့ယုံကြည်ခြင်းတွေဖျောက်သွားတယ်ယုံကြည်ခြင်းဘက်မှလေဟာလေလုယာယုံကြည်ခြင်းကိုအသုံးပြုပါယုံကြည်တော်သူတွေယုံကြည်ခြင်းပေါ်မှာပြန်ပြီးမတ်တရက်ပါဖခင်သခင်ကအမှုသစ်ကိုပြုပေးမှာဖြစ်တယ်ဒီနေ့ဖခင်သခင်ကယ်တင်ခြင်းအမှုကိုပြုပေးမှာဖြစ်တယ်ဟာလေလုယာကျမဆက်ပြီးကျမ်းစာကိုဖတ်ချင်တယ်တောလေယာကျမ်းအခန်းကြီး14တော်လျာကျမ်းခန်းကြီး14အငယ်29နဲ့30ကိုဖတ်ချင်တယ်။တင်တို့ကိုရေတွက်၍စည်ရင်ယူသည့်အတိုင်းအသက်20လွန်သောသူငါကိုအပြစ်တင်၍မြည်တမ်းသောသူအပေါင်းတို့သည်တည်၍ဤတော၌အသေးကောင်ဖြစ်လျက်နေရကြလိမ့်မည်။ငါသည်ဤမိသောပြည်၌တင်တို့ကိုနေရာချမည်ဟုငါကျိန်ဆို၏။ထိုပြည်သို့ယေဖုနာဤသားကလက်နှုံဤသားယောရှုမှတပါအဘယ်သူမျှမရောက်ရ။ဘုရားသခင်ပို့ပေးချင်တာကခါနန်ပြည်ဖြစ်တယ်။ဘုရားသခင်ပြင်ဆင်ပေးထားတဲ့နေရာကခါနန်ပြည်ဖြစ်တယ်။အဲ့ဒီခါနန်ပြည်ကနိုးနဲ့ပြားရည်စီးတဲ့ပြည်ဖြစ်တယ်။ကောင်းကြီးမင်္ဂလာမြောက်များစွာခံစားရတဲ့ပြည်ဖြစ်တယ်။ဘုရားသခင်ကောင်းကြီးပေးထားတဲ့ပြည်ဖြစ်တယ်။နောက်တစ်ခုဘုရားသခင်ကဂတိပေးထားတဲ့ပြည်ဖြစ်တယ်။ဘုရားသခင်ခေါ်ပေးချင်တာဘုရားသခင်ခေါ်ဆောင်သွားချင်တဲ့နေရာကခါနန်ပြည်ဖြစ်တယ်။ဒါမဲ့လေလမ်းတစ်လျှောက်လုံးမှာဣဒေလလူမျိုးတွေကတစုံတစ်ခုကြုံတိုင်းမှာသူတို့ပြောတဲ့အရာကဘာလဲဆိုရင်အခုတော့ကျမတို့ဖတ်သွားတဲ့ထွတ်မြောက်ရာကျမ်းထဲကလူမျိုးပဲငါတို့အေဂတုလူတွေရဲ့လက်ထဲမှာကျွံဖြစ်တာတာ၍ကောင်းတယ်ဆိုပြီးအဲ့ဒီစကားကိုပဲသူတို့အချိန်ချင်းပြောတယ်ငါတို့ဟိုပြီးမှနေရတာပိုကောင်းတယ်ငါတို့အရင်နေရာမှာပိုကောင်းတယ်အရှင်လာတွေတော့ကပို့ပြီးအစင်ပြေတယ်ဒီလာကပို့နော်ဒီလာကဘာဖြစ်မှန်းမသိဘူးငါတို့ငွေကြီးတွေလည်းမလုံလောက်ဘူးငါတို့ယောဂကြီးလည်းခံစားရတယ်ဟုတ်လားအရှင်အချင်းကိုပဲကျမတို့ပြန်ပြီးတောင်းတတယ်တချို့သောသူတွေအဂျီလာလူမျိုးတွေလိုပဲဒီနေ့အေဂတုပြည်ကအရာတွေကိုပဲပြန်ပြီးတောင်းတတယ်ထိုနေရာကိုပဲပြန်သွားခြင်းတယ်ဒါပေမဲ့ဘုရားသခင်ပို့ဆောင်ပေးခြင်းနဲ့နေမြေကိုတော့ကျမတို့သွားဖို့ရန်အတွက်ဆန္ဒမရှိဘူးဖခင်သခင်နမိတ်လက္ခဏာမြောက်များစွာပြုတယ်ထောက်ပံ့ခြင်းလည်းမြောက်များစွာပြုတယ်ဟုတ်လားဂျားထဲမှာသူတို့မဲသားလိုတဲ့အချိန်မှာဘုရားသခင်ကမဲသားချကြွေးတဲ့ဖခင်ဖြစ်တယ်ဖခင်သခင်ကဒီနေ့ဣဒေလလူမျိုးကိုအပြည့်အဝထောက်ပံ့ပေးတဲ့ဖခင်ဖြစ်တယ်တာဝန်ယူပေးတယ်သို့တော်ညာလေဣဒေလလူမျိုးအားလုံးသည်တစုံတစ်ခုကြုံတိုင်းမှာသူတို့ရဲ့နှလုံးသားထဲမှာအေဂတုပြည်ကတာ၍ကောင်းတယ်ဆိုတဲ့အရာပဲအတွေးခေါ်ထဲမှာဝင်တယ်ဖခင်သခင်ပို့ဆောင်ပေးလို့မရဘူးဖြစ်တယ်ဖခင်သခင်ကဘလောက်ပဲခါနန်ပြည်ကိုပို့ဆောင်ခြင်းနေပါစေဒီနေ့သူတို့ကိုယ်တိုင်ကထိုးပြည်ကိုဝင်စားဖို့ရန်အတွက်100%စိတ်မပါဘူးဖြစ်တယ်တစုံတစ်ခုကြုံတိုင်းမှာငါတို့ပြန်မယ်တစုံတစ်ခုဖြစ်တိုင်းမှာအရင်လကဟာပိုကောင်းတယ်ဘုရားသခင်ရဲ့နမိတ်လက္ခဏာဘလောက်ပဲပြသူတို့နှလုံးသားကမာကြောနေစေပဲဒီနေ့မှာကျမတို့အခုဖတ်သွားတဲ့တောလျာကျမ်းထဲမှာဘုရားသခင်ကခါနန်ပြည်ကိုအသက်20လွန်တဲ့သူတွေဝင်စားရမရအောင်ဘယ်သူနဲ့ဘယ်သူပဲဝင်စားလို့ဆိုရင်ကာလက်နဲ့ယောရှုကတော့ဝင်စားခွင့်ရတယ်ယုံကြည်ခြင်းရှိတယ်ယုံကြည်ခြင်းအားကြီးတယ်အသက်20အောက်လူငယ်တွေခါနန်ပြည်ကိုဝင်စားခွင့်ရတယ်ကလေးသူငယ်တွေဘာကြောင့်မလို့ဘုရားသခင်အသက်20အကျော်မဝင်စားခိုင်းတာလဲသူတို့အေဂုတုပြည်ကထွက်လာတဲ့အခါမှာအဲ့ဒီကလေးတွေမမွေးသေးဘူးဖြစ်တယ်လမ်းမှာမွေးလာတဲ့ကလေးတွေသူတို့မှအတိတ်ဆိုတာမရှိဘူးသူတို့မြင်တဲ့အရာအလုံးကဒီနေ့တကိုးကြီးတဲ့ဖခင်ကနမိတ်လက္ခဏာနဲ့ငါတို့ကိုထောက်ပံ့တယ်ပင်လယ်ကိုနှစ်ချမ်းခွဲတယ်ဟာလေလုယာကြောက်ကနေရေကိုထွက်စေတဲ့ဖခင်ဖြစ်တယ်ထိုဖခင်ကအသက်ရှင်တယ်ထိုဖခင်ကိုသူတို့ယုံကြည်တယ်သူတို့အထဲမှာယုံကြည်ခြင်းအရင်ပြင်းပြတယ်သူတို့အထဲမှာထိုဖခင်ကို 100% ယုံကြည်တယ်ထိုဖခင်ကငါတို့ကိုကယ်တင်ပေးတဲ့ဖခင်ဖြစ်တယ်ထိုဖခင်ကငါတို့ကိုဒီနေ့ခါနန်ပြည်ကိုပို့ဆောင်ပေးမဲ့ဖခင်ဖြစ်တယ်သူတို့အထဲမှာတက်ကြွမှုရှိတယ်သူတို့အထဲမှာလန်းဆန်းခြင်းရှိတယ်သူတို့အထဲမှာယုံကြည်ခြင်းရှိတယ်သူတို့အထဲမှာဖခင်ကိုယုံတယ်ဒါပေမဲ့သူတို့မိဘဖြစ်တဲ့သူတွေကတစုံတစ်ခုကြုံတိုင်းမှာနောက်ကိုပဲပြန်လှည့်ခြင်းတယ်ဘုရားသခင်ပို့ဆောင်လို့မရဘူးဖြစ်တယ်ကျမအားပေးခြင်းတယ်ဘုရားသခင်ကကျမတို့ကိုဘလောက်ပဲကောင်းတဲ့နေရာကိုပို့ဆောင်ပေးဖို့ရန်အတွက်ရည်ရွယ်ချက်ရှိနေပါစေသင်ကိုယ်တိုင်ကဆန္ဒမရှိဘူးဆိုရင်မိတ်ဆွေအဲ့ဒီຢာကဖြစ်လာလို့မရဘူးဖြစ်တယ်မဖြစ်လာနိုင်ဘူးဖြစ်တယ်ကျ
ကျမတို့ကိုယ်တိုင်ကဘာလုပ်လဲဆန္ဒရှိဖို့ရန်အတွက်ဖခင်နဲ့တဘောတူညီဖို့ရန်အတွက်လိုအပ်တယ်2021မှာဖခင်တခင်ကျမတို့ကိုကောင်းချီးပေးခြင်းနဲ့2021မှာဖခင်တခင်ကျမတို့ကိုဒီနေ့ခန္ဓာပြည်ကဲ့သို့ဝင်စားစေခြင်းနဲ့ဟာလေလုယာကောင်းချီးမင်္ဂလာနဲ့ကျွဲဝါတဲ့မိသားစုအသက်တာဖြစ်စေခြင်းနဲ့ဖခင်တခင်ကျမတို့ပုံမှာအကြံစီကြီးမားစွာရှိတယ်မိတ်ဆွေဒါပေမဲ့ကျမတို့ကဖခင်နဲ့တဘောတူညီမှုမရှိဘဲနဲ့တစုံတစ်ခုဖြစ်တိုင်းမှာဖောက်ပြန်တဲ့နှလုံးသားတစုံတစ်ခုဖြစ်တိုင်းမှာနောက်ပြန်လဲခြင်းနဲ့နှလုံးသားပဲရှိနေမယ်ဆိုရင်ဖခင်တခင်ပို့ဆောင်ပေးလို့မရဘူးဖြစ်တယ်စိတ်မကောင်းဘူးသင်ဟာတော်ထဲမှာကြံနေခဲ့ရမှာဖြစ်တယ်ဟာလေလုယာခန္ဓာပြည့်ဝင်စားရတဲ့အထက်မှာဘာမှမဟုတ်ဘူးဖြစ်တယ်ခန္ဓာပြည့်ဝင်စားခွင့်ရတာပါလေယုံကြည်ခြင်းအားကြီးတဲ့သူတွေလူငယ်တွေပဲပြောတာမဟုတ်ဘူးနော်ဒီနေ့ဖခင်ကိုယုံကြည်တဲ့သူဖခင်အပေါ်မှာစိတ်ချမှုရှိတဲ့သူတွေဒီနေ့ဖခင်တခင်ခန္ဓာမြေကိုဝင်စားစေတာဖြစ်တယ်ဟာလေလုယာဖခင်တခင်ကျမတို့ကို2021မှာကောင်းကြီးမင်္ဂလာနဲ့ကြွယ်ဝစေချင်တာဖြစ်ပါတယ်မိတ်ဆွေ2020မှာကျမတို့မကြုံဘူးတဲ့ကက်ယောဂါဆိုကြီးလဲကြုံခဲ့ရတယ်ကျမတို့မတွေ့ဘူးတဲ့အရာတွေလဲတွေ့မြင်ခဲ့ရတယ်မကြားဘူးတဲ့အရာတွေလဲကြားရတယ်မကြားဘူးတဲ့ယောဂဆိုးနာမည်လဲကြားရတယ်ကြုံခဲ့ရတယ်ကိုယ်တိုင်ကြုံတဲ့သူတွေလည်းရှိတယ်အဲယောဂဆိုးကြောင့်လောကကြီးတွေကနေထွက်ခွာသွားရတဲ့သူတွေလည်းရှိတယ်ပြန်ပြီးကျမ်းမာလာတဲ့သူတွေလည်းရှိတယ်အမျိုးမျိုးရှိတယ်အမျိုးမျိုးကြုံခဲ့ရတယ်2020ကိုတချို့သောသူတွေကဆိုရင်2021မှာငါတို့ဒီထက်ပိုပြီးခက်ခဲလိမ့်မယ်အခုဆိုရင်ယောဂအသစ်ကထပ်ပြီးတွေ့လာပြန်ရောကိုရိုနာဗိုင်းရပ်စ်ထက်နှစ်ဆပြင်းနေဆိုပြီးသတင်းတွေလည်းကြားရပြန်ရောဆိုတော့ကျမတို့ကြားရတဲ့သတင်းတွေကတကယ်ကိုမကောင်းပါဘူးမိတ်ဆွေငါတို့ကိုဘယ်သူကတာဝန်ယူမလဲတချို့သောသူတွေကဆိုရင်နေကြတယ်တချို့သောအမျိုးသမီးတွေလည်းသူတို့ကိုတာဝန်ယူမဲ့သူတွေမြင်မြန်ရှာနေတဲ့သူတွေလည်းရှိပါတယ်ဖခင်သခင်ကကျမတို့ကိုတာဝန်ယူပေးတာဖြစ်တယ်ဖခင်သခင်ကကျမတို့ကိုအပြည့်အဝတာဝန်ယူပေးတယ်မိတ်ဆွေတင်တယောက်ပဲမဟုတ်ဘူးလူသားတိုင်းကိုဖခင်သခင်တာဝန်ယူပေးတယ်ဘာကြောင့်တာဝန်ယူပေးရလဲသူချစ်လွန်လို့ဖြစ်တယ်ကျမတို့စီကဘာမျောလင့်လဲဘာမှမမျောလင့်ဘူးဖြစ်တယ်ဖခင်သခင်ကျမတို့စီကရစရာတစုံတစ်ခုမှမရှိပါဘူးဒါပေမဲ့ဖခင်သခင်ကျမတို့ကိုတာဝန်ယူပေးတယ်ဖခင်သခင်ကျမတို့ကိုကောင်းချီးပေးတယ်ဖခင်သခင်ကျမတို့ကိုလှုပ်ပေးတဲ့အရာတွေအားလုံးကသူချစ်လွန်လို့ဖြစ်တယ်မိတ်ဆွေတင့်ကိုဖခင်သခင်ချစ်တယ်အာမင်တဲ့ဘေးနားမှာရှိရဆိုရင်ပြောလိုက်ပါတင့်ကိုဖခင်သခင်ချစ်တယ်ဟာလေလုယာဖခင်သခင်ကကျမတို့ကိုအယံချစ်အလွန်ပဲချစ်တာဖြစ်တယ်တင့်ကိုပို့ချစ်တာဖြစ်တယ်အာမင်ကျမဒီလိုခက်ရဖခင်သခင်ကကျမကိုပို့ချစ်တယ်တခြားသောသူတွေထက်ဖခင်သခင်ရဲ့ favorite ကကျမဖြစ်တယ်ဟာလေလုယာဒီနေ့တင်ရောအလိုခံစားလားဖခင်သခင်တင့်ကိုအလွန်ချစ်တယ်အာမင်ကျမတို့ဖခင်သခင်တာဝန်ယူပေးနေတဲ့ကာလမှာပင်လေဖခင်သခင်ကောင်းချီးပေးတဲ့ကာလမှာပင်လေဝင်လေးပြီးမှဝင်ပြီးမှဖိအားများတဲ့သူတွေလည်းရှိပါတယ်ဖခင်သခင်တာဝန်ယူပေးတယ်ဖခင်သခင်ကောင်းချီးပေးတယ်ဖခင်သခင်ပို့ဆောင်ပေးတယ်ဒါပေမဲ့ဖခင်သခင်တာဝန်ယူပေးနေတဲ့ကာလမှာပင်လေဝင်လေးပြီးမှဝင်များပြီးမှအလုပ်တွေနဲ့ပြီးနေပြီးမှဖိအားများပြီးမှစိတ်တကြနေတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့ကျမ်းစာထဲမှာမဿဲအခန်းကြီး7ထဲမှာအငယ်28ထဲမှာဝင်လေး၍ပင်ပန်းတော်သူအပေါင်းတို့ငါထံသို့လာကြလော့ငါသည်ချမ်းသာပေမည်ဘုရားသခင်ကပြောပါတယ်ဝင်လေး၍ပင်ပန်းတော်သူအပေါင်းတို့ငါထံသို့လာကြလော့ငါသည်ချမ်းသာပေမည်ဘုရားသခင်ဝင်လေးတဲ့သူတွေကိုလည်းလက်ခံတယ်ပင်ပန်းပြီးလာတဲ့သူတွေကိုလည်းလက်ခံတယ်စိတ်တကြပြီးလာတဲ့သူတွေလည်းလက်ခံတယ်အပြည့်နဲ့ပြည့်ပြီးမှနောင်တရပြီးလာတဲ့သူတွေလည်းလက်ခံတယ်ဘလို့လူပဲလာဖခင်သခင်လက်ခံတယ်ကျွန်မပြောပြမယ်တင်းကိုဖခင်သခင်လက်ခံတာပြတ်တယ်အာမင်တင်းကောင်းလို့မဟုတ်ဘူးကျွန်မကောင်းလို့မဟုတ်ဘူးကျွန်မကောင်းလို့ဖခင်သခင်ကျွန်မကိုလက်ခံတာမဟုတ်ဘူးကျွန်မငွေရေးချေးရှိလို့ဖခင်သခင်ကျွန်မကိုလက်ခံတာမဟုတ်ဘူးဟုတ်လားကျွန်မတို့တော်လွန်းလို့ကျွန်မတို့တက်လွန်းလို့ပညာရည်နဲ့စုံလွန်းလို့ဖခင်သခင်ကျွန်မတို့ကိုလက်ခံတာမဟုတ်ဘူးဖခင်သခင်လက်ခံတာကသူသားသမီးဖြစ်လို့ကျွန်မတို့ကိုလက်ခံတာဖြစ်တယ်အပြောက်မခံဘူးဖြစ်တယ်ဘုရားသခင်အဆုံးထိတာဝန်ယူပေးချင်တာဖြစ်တယ်ဒီကျမ်းစာထဲမှာ
မာသဲအခန်းကြီးခုနကကျွန်တော်ဖတ်တဲ့ကျမ်းစာမာသဲအခန်းကြီး7အငယ်29မှာငါတဘိုးကိုတင်၍ထမ်းကြလောငါထံ၌နီးခံကြလောပြောတယ်ငါထံ၌နီးခံကြလောအဲ့ဆိုဖခင်ရဲ့နီးလန်းကပါလေဖခင်ရဲ့နီးကပါလေဖခင်ပြောချင်တာပါလေဆိုဒီနှုတ်ကပတ်တော်ဖြစ်တယ်နှုတ်ကပတ်တော်ကိုခံယူပါ2021မှာကျမတို့ဘလို့သွားလာမလဲ2021မှာကျမတို့ဘလို့ခြေလန်းလန်းမလဲ2021မှာကျမတို့မိသားစုတွေဒီနေ့ကျမတို့ရဲ့စီးပွားရေးတွေကိုဘလို့သွားမလဲဘလို့ခြေလန်းလန်းမလဲဒီနေ့ဖခင်သခင်ကပြောတယ်ငါထံ၌နီးခံကြလောဖခင်မျက်မှောက်တော်လာတဲ့အခါမှာဒီနေ့ငိုကြွေးပြီးပြန်ဖို့ပဲမဟုတ်ဘူးဖခင်ပြောတဲ့အရာကိုလည်းပြန်ပြီးနားထောင်ပါဘုရားခင်ဘာပြောတာလဲဘုရားစီကိုလာတဲ့အခါမှာကျမတို့ပြောချင်တဲ့အရာတွေကိုပဲပြောပြီးအိမ်ပြန်သွားလဲရှိတယ်ပြီးသွားရောဘုရားကဘာပြောလဲဆိုတဲ့အရာကိုပြန်ပြီးနားမထောင်ဘူးကျမအားပေးချင်တယ်ဘုရားပြောတဲ့အရာကိုလည်းပြန်ပြီးနားထောင်ပါဘုရားနှုတ်ကပတ်တော်ကဘာပြောလဲဘုရားကကျွန်တော်ကိုဘာပြောချင်တာလဲဘုရားကဒီကာလမှာကျွန်တော်ကိုဘလို့လှုပ်စေချင်တာလဲဘုရားကဒီကာလမှာဒီ2021မှာကျွန်တော်ကိုဘလို့ခြေလန်းလန်းစေချင်တာလဲနှုတ်ကပတ်တော်ကိုပြန်ဖတ်ပါဘုရားထံမှာတိုးဝင်ပြီးဘုရားအတန်ကိုပြန်နားထောင်ပါမောရှေကဲ့သို့ဟာလေလုယာဘုရားနဲ့အချိတ်ဆက်လုပ်ပါအာမင်ဖခင်စီကိုတိုးဝင်ပြီးဖခင်စကားပြောခြင်းကိုခံယူပါဟာလေလုယာဘုရားသခင်ရဲ့တာဝန်ယူပေးမှုကအဆုံးထိဖြစ်တယ်ကဘာဦးချမ်းကနေကဘာဦးကတဲ့ကနေဒီနေ့ဒီချိန်ထိကျွန်တော်တို့ကိုတာဝန်ယူပေးတဲ့ဖခင်ဖြစ်တယ်ဘုရားသခင်မပြစ်ထားဘူးနော်ဘုရားသခင်ကလူအဒါနဲ့လူအေးဒီနေ့အေးဝါကိုမပြစ်ထားဘူးနော်ဘုရားသခင်ကအသွေးနဲ့ပြန်ပြီးရွေးဝယ်ပေးတယ်ကျွန်မအားပေးခြင်းနဲ့ဘုရားသခင်တင့်ကိုမပြစ်ထားဘူးဖြစ်တယ်လူတချို့ကတာဝန်ယူပေးမဲ့သူကိုမျှော်လင့်နေငါတို့မိသားစုကိုတာဝန်ယူပေးမဲ့သူငါတို့မိသားစုကိုကြည့်ရှုပေးမဲ့သူတယောက်လို့ရှိရင်ကောင်းပါပဲတထေးကြီးတယောက်လောက်ဟုတ်လားဟုတ်ဘုရားသခင်တင့်ကိုတာဝန်ယူပေးမှဖြစ်တယ်ဘုရားသခင်ကတင့်ရဲ့မိသားစုကိုတာဝန်ယူပေးမှဖြစ်တယ်တင်းနဲ့တင့်မိသားစုကဘုရားဖက်မှာယက်တီးပါဟာလေလုယာဘုရားခင်တာဝန်ယူမှုကကျွန်တော်တို့အတွက်ဖြစ်တယ်ဒီနှုတ်ကပတ်တော်နဲ့အယောက်ချင်းစဲကိုခွန်အားပေးခြင်းနဲ့အယောက်ချင်းစဲပေါ်မှာဖခင်ရှင်အထူးပဲကောင်းချီးပေးပါစေဟာလေလုယာအာမင်